ဤပခြင်းနဲ့တဲ့နော်ဤပခြင်းဆိုရင်ဤ3 2 5 5ဆိုတာကအစိုးရယုံကိစ္စအဆက်တယ်နော်3ဆိုတာကတင်းနိုင်တဲ့မွန်နော်2ဆိုတာကရင်ပြည်နယ်နော်အဲ့တော့ကရင်ပြည်နယ်နဲ့အဆက်တယ်ပေါ့နော်5ဆိုတာမင်းဆက်5တယ်နော်ဥနေဝင်ရှိအောင်တလုံးတော့ဖန်ကျွေးဆိုတာအဲ့ဒါပေါ့နော်ဥနေဝင်မှာအဲ့တော့မိမိဟန်နေနဲ့မင်းဆက်5အတွက်အကြောင်းပြပြမယ်နော်မင်းဆက်5အတွက်မှာတဲ့ဆိုတာကဘီမင်းကောက်တဲ့ဆိုတာတစ်တာပြီးကိုပါတွေထုတ်လို့လဲလုပ်ငန်းเนาะနှစ်ဆိုတာတာတော့တီဟတူလက်စစ်ပစ္စည်းလက်စစ်မော်တော်ယာဉ် EV တွေထုတ်လို့တဲ့နေရာเนาะ EV ရထားတွေထုတ်လို့တဲ့နေရာ EV ဘတ်စကားတွေထုတ်လို့နေသုံးဆိုတာမင်းလှားငယ်ဆိုတာလှေငယ်တွေကားငယ်တွေမော်တော်ကားငယ်တွေထုတ်လို့တဲ့နေရာเนาะလေးဆိုတာကတတူနဲ့ဆိုင်တာเนาะကြေးနီတွေထုတ်လို့တဲ့နေရာเนาะကြေးတို့ရွှေတို့ထုတ်လို့တဲ့နေရာ5ဆိုတာမုံညင်းမင်း5ဆိုတာတရားသူကြီးเนาะတရားသူကြီးဆရာဝန်ကြီးတို့ပါလို့ဆိုအဲ့ဒါပေါ့5ဆိုတာเนาะမင်းဆက်5အတွက်မြန်မာတိုင်း6တိုင်းမှာဆိုရင်နှစ်အကြောင်းပြောပြမယ်နှစ်ဆိုတာကော့တူလေးเนาะ2နိုင်ဆိုတာကော့တူလေး2နိုင်ဆွေးဆိုင်ဆိုတာကော့တူလေးอ่ะเนาะအခုတိုင်းဖွင့်တာတနင်္ဂနွေပါဝင်ဖာပုံမျိုးမှာရုံးဆိုင်တယ်เนาะဖာပုံဆိုတာ25အဲ့တော့3701အကြောင်းပြောပြမယ်เนาะ3701ဆိုတာဘာကိုပြောလဲဆိုတော့ local เนาะ V ဆိုတော့ hotel T ဆိုတော့ယထာเนาะV TL အဲ့ဆိုတာ local မှာ303တင်เนาะ303ဆိုတာကဘာကိုပြောလဲဆိုတော့မော်ရမြိုင်เนาะ303ဒါဆိုရင်တလင်းနိုင်ဆိုရင်မြိတ်အနောက်ဘက်ကျန်เนาะ01ဆိုတာဘူတာเนาะ199ဘူတာစားထွက်မှာเนาะအဲ့တော့ကရင်ပြည်နယ်ကအမျိုးသမီးနဲ့ယူမယ်ဆိုလို့ဆိုမှမော်မြိုင်တော့ကရင်ပြည်နယ်ကိုရထတန်တန်းခင်းလို့ရမယ်เนาะကရင်21ဆိုကော့ကလိတ်22ဆိုကြာရင်စိတ်ကြီး22ဆိုကြာရင်စိတ်ကြီး23ဆိုရင်ဖာပွန်เนาะဖာပွန်မှာအယုံဆိုင်တယ်3နှစ်3မှုဆိုတာဖာပွန်ကအမျိုးသမီးတွေเนาะမွန်နဲ့ကရင်နဲ့တနင်္လာရီနဲ့မွန်နဲ့ကရင်နဲ့ဆက်တာတနင်္လာရီနဲ့မွန်နဲ့ဆက်တာเนาะအမျိုးသမီးတွေပေါ့24ဆိုတာဖန်အန်25မြောက်ဝတီ26လိုင်းဝက်27ကတန်တောင်28ကတော့ပါတယ်တော့မသိ29ဆိုတာကော့တူလေးเนาะ29ဆွေးဆိုင်တော့ကော့တူလေး20ဆိုတာ4K ကော်เนาะ4K ကော်ဆိုတာမြောက်ဝတီမှာချိတာ25ကမြောက်ဝတီမှာเนาะဖာပွန် KI မှာအစိုးရရုံးထိုင်တယ်เนาะမြန်မာတိုင်း9တိုင်းမှာ29ဖာပွန်မှာအစိုးရရုံးထိုင်တဲ့အတွက်မွန်နဲ့ကင်းနဲ့မွန်တွေမျိုးစားတာကအမျိုးတွေကဖာပွန်မှာရှိတယ်เนาะဖာပွန်ဆိုတော့ပမှာဖာဆိုတာက BNN လေ BNN နဲ့မျိုးဆက်တာเนาะကင်းနဲ့ BNN နဲ့မျိုးဆက်တာအပေါင်မျိုးနဲ့ဆိုရင်BNN နဲ့မျိုးဆက်တယ်เนาะကင်းမကိုယူမယထာလန်ခင်းလို့ရမှာကင်းမနဲ့ကရားနဲ့မှားပြီးယူလိုက်လို့ဆိုရင်ဘယ်လိုဖြစ်ပါမလဲတော့ကရားပြီးနယ်ယထာရောက်အောင်เนาะဒီတော့ကိုကြည့်တာ ST station train နော်204ဆိုရင်ဒါ20နဲ့4K ခေါ်နေတာเนาะ4ဆိုတာက4K ခေါ်เนาะ6ဆိုတာမြေကွက် station မြေကွက်เนาะ54ကျတော့စစ်တွေเนาะST station เนาะဘူလာယုံပေါ့ T ဆိုတာ train ရထားနေရเนาะအဲ့ဒါဘယ်နေရာလဲဆိုတော့2040542เนาะကော့တူလေးစစ်တွေ6ဆိုတာမြေကွက်နေရပါเนาะဘူလာကြီးတိဆောက်ရတဲ့မြေကွက်